အားနဲ့လုံးကျွေးမဲ့လို့ရေဆိုတာဆုံးစင်မြဲရေဆိုတာဆန်းရုံမရှိတဲ့ပြောပေမဲ့လေစင်မရင်ခဏလေးတားလို့လူကြုံရင်ခဏလေးရလို့အမြင်ပေါ်နိုင်ရဲ့အရာဓမ္မပွဲဝိုင်းလို့ရဲ့အရာတိုင်းမှာပြည့်စုံလွားထားနိုင်မို့ရာတာကြိုးစားမှာအမေရွာကိုနောက်ဆုံးမသွားခင်တရားရွှေရအောင်ငြိမ်းချမ်းမှုရသွား